မင်္ဂလာခင်ဗျာဟင်းဖုန်းကနေယူဆိုလိုက်ပါတယ်ဒီနေ့ချန်ပီယံလိဒူရညအက်တလက်တီကိုနဲ့အာဆင်နယ်ကျွန်တော်ဒီဘက်ကို30ရွေးချယ်ပြီးတော့ဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ဒါရွေးချယ်ပြီးမှတော့ကျွန်တော် body ရွေးချယ်ပြီးတော့မယ်ပေါ့နော်ကျွန်တော် Telegram channel မှာတော့ကျွန်တော်ဒါကိုဖုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်30ဆွေးနွေးပြီးတော့ဖြစ်ပါတယ်အားကျွန်တော်ရဲ့ဒီ Telegram channel join လုပ်ပြီးတော့ပြောချင်ပါတယ်နောက်နေ့မှာလည်းကျွန်တော်အကောင့်တစ်တွေကျွန်တော်အကောင့်ရွေးချယ်ပြီးတင်ဆက်ပေးမှာဖြစ်တဲ့အတွက် Telegram channel join လုပ်ပြီးပါခင်ဗျာနော်ဒီ comment မှာ link လေးရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ body ရွေးချယ်ပြီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော် Atletico နဲ့ Arsenal ပေါ့နော်ဒီနှစ်သင်းကတော့ Champions League ဒါ semi final ဖြစ်တဲ့အတွက်နိုင်တဲ့အသင်းကတော့ဒါဘူလ်ပွဲကန်မှာဖြစ်ပါတယ်ဘာစီလိုနာနဲ့PSG နဲ့ဒါဘိုင်ယန်မြူးနဲ့တစ်ဖက်မှာနိုင်တဲ့အသင်းနဲ့တွေ့မှာဖြစ်ပါတယ်Tico နဲ့ Arsenal ကတော့ပိုပြီးဘူလ်ပွဲကိုတက်ရှင်ပြီးတော့ဖလားလူချင်းတဲ့နေရာမှာပါတယ်ဘာကြောင့်လဲဆိုတော့ဒါနှစ်သင်းလုံးကဖလားမရဘူးဖြစ်ပါတယ်နော်ဘိုင်ယန်မြူးနဲ့ PSG ကိုရဘူးလေ Arsenal နဲ့ Tico ကနေမရဘူးဖြစ်ပါတယ် Arsenal ဆိုတော့ဒါ2006ခုနှစ်ကကျွန်တော်မှတ်ရတာကျွန်တော်ပုံနဲ့ကြည့်ကြဖြစ်လို့နော်ကျွန်တော်ငယ်လေးမရှိပါသေး2006ခုနှစ်မှာဒါအာဆင်နယ်အနေနဲ့ဒါဘာစီလိုနာကိုရှုံးနေခဲ့ရဖြစ်ပါတယ်ပေါ့နော်သူတကူးသွင်းမှဒါနောက်ကျသွင်းမှုနှစ်ခုပြန်ပေးလိုက်ရဖြစ်ပါတယ်နော်ပြီးတာ Real Madrid ကိုဒါနှစ်ကြိမ်လုံးရှုံးနေခဲ့ပေါ့နော်တီကိုကတော့ဘိုလူပွဲကိုဒါနှစ်ကြိမ်တက်ဖို့လေအဲ့မှာနှစ်ကြိမ်လုံးရှုံးနေခဲ့ရဖြစ်ပါတယ်ဘယ်ချိန်လဲဆိုရင်တော့တို့ဒါတီကိုကဥဆောင်ကိုသွင်းထားပြီးတော့ဒါမိနစ်90မှာ Ramos ရဲ့ဒါအသေးခွဲချိပါကူနဲ့ဘောင်းတီကြပြီးတော့ဒါအချိန်ကုန်မှာ3ဂိုးလောက်နေပြန်ထည့်သွားတယ်ပေါ့နော်ခရစ္စတီယာနိုရိုနယ်ဒိုကျွန်တော်မှတ်ရပေါ့နော်တီကိုကလည်းဒါချန်ပီယံလိဘောလုံးပွဲနဲ့ပတ်သက်ပြီးနာကြီးချက်တွေရှိပါတယ်နော်နှစ်ကြိမ်ဘောလုံးပွဲတက်ဖို့လေအာဆင်နယ်တစ်ကြိမ်တက်ဖို့လေဆိုတော့နှစ်သိန်းတော့ဖလားမရဘူးဒီဖလားကိုလိုအပ်ချက်ပြင်းထန်ပါတယ်အဲ့တော့ဒီနေ့မှာဘောလုံးပွဲတက်ဖို့တော့ဒီအဆင့်ကဖက်ကြောင်ဖြစ်တဲ့အတွက်နှစ်သိန်းလုံးကတော့ဒါရှော့ပြောင်းမှုတွေတော့ကြည့်ကောင်းမဲ့ပွဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်30ဆွေးနွေးရွေးချယ်မှုတွေစတင်ပါတယ်တီကိုရဲ့နောက်ဆုံး5ပွဲကိုကြည့်မယ်ဆိုတော့နောက်ဆုံး5ပွဲမှာဒါဘီဘာကိုတပွဲပဲနိုင်ထားတယ်ပေါ့နော်ဘီဘာကိုတပွဲပဲနိုင်ထားတာတွေ့ရတယ်ရလပိုင်းဆိုင်ရာမှာတော့ဒါ3ပွဲရှုံထားပြီးစူစီတက်နဲ့တပွဲပဲတည်ကြထားတယ်ပေါ့နော်အဲ့တည်ကြတဲ့ပွဲရလဲဒါကိုပါတေးဖြစ်ပြီးတော့ဒါစူစီတက်ကိုရှုံနေခဲ့ရဖြစ်ပါတယ်နော်တူးတည်ကြရင်ပန်တလင်းရှုံနေခဲ့ရဖြစ်ပါတယ်နော်ဒါ CP လာလို့ဒါရှုံထားတယ်ပြီးနောက်ဆုံးဒါ LG ရဲ့အိမ်ဝင်မှာ3-2နဲ့ရှုံထားတယ်ပေါ့နော်နောက်ဆုံးဒါဘီဘာကိုအိမ်ဝင်မှာဒါ level 80လောက်ပြီး3-2နဲ့နိုင်ခဲ့ရဖြစ်ပါတယ်နော်အဲ့တော့ဒါအာဆင်နယ်နဲ့တွဲဆုံမှုမှာအာဆင်နယ်နဲ့ဒါဝေးကွင်းမှာအနှုတ်20ပေးထားပြီးတော့ဂိုးပေါင်းစင်း250ရှုံးကကြီးမှန်ကန်မှုရှိနေပါတယ်နော်။ဒါဆိုတော့တီကူရဲ့ကားရက်ဖောင်ကအာရော့နေအာဆင်နယ်ကလည်းဒါကားရက်ဖောင်ကောင်းလားဆိုရင်တော့ကားရက်ဖောင်ကောင်းနေတယ်မှာမပါပါဘူး။နောက်ဆုံး5ပွဲမှာဆိုရင်ဒါတပွဲပဲနိုင်ထားရပေါ့နော်။နှစ်ပွဲနိုင်ထားပါတယ်။လစ်ဘွန်ကို0-1နဲ့နိုင်တယ်ပြီးရင်နီးပါဆိုကျွန်တော်တို့1-0နဲ့နိုင်ထားတယ်။အဲ့ဒီကားရက်ဖောင်5ပွဲကိုကြည့်မယ်ဆိုရင်အာဆင်နယ်လည်းအရန်ကောင်းတာမျိုးမရှိပါဘူးနော်။အားကြောင့်မို့ဒီနေ့ပွဲစဉ်မှာဒါနှစ်သင်းလုံးညံ့နေတဲ့အနေအထားမျိုးမှာကကားဖုန်းညံ့နေကြတာပေါ့နော်အဲ့ဒီအနေအထားမျိုးမှာကlevel 20ဆိုတာကြေးမှန်ကန်မှုရှိတယ်ဘာကြောင့်မှန်ကန်မှုရှိရလဲဆိုတော့လူစင်းကွာခြားချက်ပေါ့နော်လူစင်းကွာခြားချက်ကဒါအက်တလက်တီကိုထက်ဆိုင်အာဆင်နယ်ကနည်းနည်းပို့ပြီးတော့လူပို့တုံးထားပြီးတော့ quality ကစားမပို့များတယ်လို့ပြောချင်တယ်ပြီးရင်ဒါအာဆင်နယ်ရဲ့ဒါ loss run ပေါ့နော် run ကအာဆင်နယ်နဲ့ပို့မြင့်တယ် Premier League ဆိုရင်ဒါအဆင့်1ပေါ့နော်ဒီ Champions League မှာဆိုရင်ဒါရှုံးပွဲမရှိပေါ့နော်အဲ့လိုနေရာမျိုးလေးရှိရပေါ့နော်ချန်ပီယံလိမှာဆိုရင်လည်းဒါကျွန်တော်ကြည့်လိုက်မနော်ဒါအဆင့်1ဖြစ်ခဲ့ပေါ့နော်10ပွဲကမ်ပင်းရှင်မှာ10ပွဲလုံးနိုင်ထားတယ်23ဂိုးရလာပြီး4ဂိုးပဲပေးထားတယ်နော်အုပ်စုမှာဒါချန်ပီယံလိမှာလည်းဒါအာဆင်နယ်က ranking မြင့်တယ်ပေါ့နော်အဲ့လိုဒါ level 20ဆိုတာကကြေးမှန်ကန်မှုရှိပါတယ်ညာဆိုရင်ဒါ PSG အနေနဲ့ဘိုင်ယန်မြူးနစ်ကိုဘယ်လိုပဲပေါက်ခဲ့ပါတယ်အဲ့လိုနေရာမျိုးမှာဒါ semi final ဖြစ်တဲ့အတွက်ဘာမှမဆိုဖြစ်နိုင်တဲ့နေရာမျိုးမှာအက်တလက်တီကိုရဲ့အိမ်မှာအာဆင်နယ်ရဲ့ level 20ကဘာမှအငင်းပွားဖို့ရမရှိဘူးကြေးမှန်ကန်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ရွေးချယ်ခြင်းတာကတော့ကျွန်တော်ဒါအက်တလက်တီကိုကျွန်တော်ကြိုက်နေပေါ့နော်ဘာကြောင့်လဲဆိုရင်တော့ဒါနီးပြစီမီနီပေါ့နီးပြစီမီနီရဲ့ဒီအက်တလက်တီကိုရဲ့ဒါတပွဲရိုးဗျူဟာပေါ့နော်တပွဲရိုးဗျူဟာရဲ့ပြီးတာဘာစီလိုနာလိုအသင်းကိုဒါဖျက်ကျော်ခဲ့တဲ့performance တွေကိုကြည့်မယ်ဆိုရင်ဒါအာဆင်နယ်ကဒါလီဗာပူးစင်တို့နိုင်ခဲ့တယ်စပိုတင်းတို့ဖျက်ကျော်ခဲ့တဲ့ခီးထက်ဆိုင်ဒါတီကိုကပူကျန်းနေတာဖြစ်တယ်ပေါ့နော်ပြီးရင်လီဗာပူးစင်အိမ်ခွင်းမှာဆိုရင်ဒါအာဆင်နယ်ရုံးကန်ခဲ့ရတာပေါ့နော်အာဆင်နယ်ရဲ့ဒီချန်ပီယံလိအဝေးကွင်းဆွမ်းဆောင်ရည်ကိုကျွန်တော်တို့တင်ကြည့်အောင်ဖြစ်ပါတယ်လီဗာပူးစင်အိမ်ခွင်းမှာဆိုရင်ဒါအာဆင်နယ်ရဲ့ဒါခက်ခဲရုံးကန်ခဲ့ရဖြစ်ပါတယ်စပိုတင်းရဲ့အိမ်ခွင်းမှာဆိုရင်ဒါအာဆင်နယ်ရဲ့0-1နဲ့နိုင်ခဲ့ရဖြစ်ပါတယ်เนาะမိနစ်90ကျော်လေးမှာဒါမထင်မှတ်တဲ့ပေးပို့မှုကနေခိုင်းဟာဘတ်စ်ကဘုံတစ်ချက်ထိန်းပြီးကန်သွင်းသွားဖြစ်ပါတယ်အဲ့လိုပုံစံမျိုးနဲ့ဒါတီကူရဲ့ကွင်းမှာတော့ကျွန်တော်လွယ်ကူမှာမဟုတ်လို့ကျွန်တော်မြင်တယ်ပေါ့နော်တီကူရဲ့အိမ်ခွင်းမှာဒါလွယ်ကူမှာမဟုတ်လို့ကျွန်တော်မြင်တယ်ကျွန်တော်အားလုံးကျွန်တော်တီကူပဲကျွန်တော်ကြိုက်တယ်နီးပြစီမီနီကိုကြိုက်တယ်ပြီးရင်တီကူရဲ့ဒါချန်ပီယံလိexperience ဘိုင်းမှာဒါတီကူပူမြင့်မားနေတယ်ကျွန်တော်ထင်တယ်ပေါ့နော်ဘိုလူပွဲလို့ဒါနှစ်ချိန်တိုင်းတက်ခဲ့ပူတယ်ကျွန်တော်ဒါရိုနယ်ဒိုကန်တဲ့ဒါ Real ဒါရှုံးနေခဲ့ရဖြစ်ပါတယ်ဆိုတော့အားလုံးဒီနေ့ပွဲစဉ်မှာတီကူပဲကြိုက်တယ်ပေါ့နော်တီကူပဲကျွန်တော်ကြိုက်ပါတယ်ပြီးရင်ဗျာဒီ Arsenal ရဲ့ဒီ Martinelli တို့ Marquinhos တို့နော် Jogret တို့ဆိုတာဒါ Champions League မှာကအရင် easy တို့နောက် Declan Rice တို့ပါလို့နော်ဒါက Champions League experience ဘိုင်းမှာအရင်ဒီတီကူထက်ဆိုင်တော့ရှိနေရမှာမဟုတ်ဘူးပေါ့နော်အားကြောင့်မို့ဒီကျွန်တော်
အက်တလက်တီကိုနဲ့ကြိုက်နေပြီးရင်ဒါအက်တလက်တီကိုကအိမ်ဝင်းဖြစ်တယ်ပေါ့နော်အိမ်ဝင်းကဒါချန်ပီယံလိရဲ့သဘောတဘာဝရမှာဒါအိမ်ဝင်းကပူအားတာတယ်ဘာကြောင့်လဲဆိုရင်တော့အဝေးကွင်းအသင်းကအများဆုံးဒါတကူနှစ်ကူလောက်ရပြီးတော့ထိန်းကန်နေရှိတယ်ပေါ့နော်ဘာလို့ဆိုတော့သူကအိမ်ဝင်းမှာဒါ revamp ပြန်ကန်မှာဖြစ်တယ်ပေါ့နော်အိမ်ဝင်းမှာတို့ကဒါအိမ်ဒီသူတို့ရဲ့ဒီအဝေးကွင်းလာကန်တဲ့အချိန်မှာတိုင်မဲ့ဒါအိမ်ဝင်းလာကန်တဲ့အချိန်မှာသူတို့ရဲ့အမှားမခံမဲ့ကိုလည်းဒါစူးစမ်းမယ်အဓိကဘိုးအများကြီးမပြရဘူးစူးစမ်းမယ်အိမ်ဝင်းရောက်သူတို့တွေကပြန်ပြီးတော့အားသာချန်နယ်ပို့ပြီးတော့အားသာချက်တွေအများကြီးရှိတဲ့အတွက်တိုက်စစ်ဖွင့်ကန်လာမယ်ဗျအဲ့တော့ဒါအက်တလက်တီကိုရဲ့အိမ်ဝင်းမှာအာဆင်နယ်အနေနဲ့ထိန်းကန်လာမှကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဒါဟိုပြောကျိုးတွေဒါသတိထားမိပါပါဒီပွဲကဒါမိနစ်60 80လောက်မှာဒါတည်ကြနေမယ်ဆိုခဲ့ရင်ဒီပွဲရဲ့နောက်မိနစ်60နောက်ပိုင်းမှာဒါဘောလုံး position ပိုကင်ပြီးတော့တိုက်စစ်ပိုစင်မဲ့အသင်းကဒါအိမ်ဝင်းဖြစ်တယ်ပေါ့နော်အဲ့တော့တီကိုကဒါမိနစ်60 80နောက်ပိုင်းမှာတည်ကြနေမယ်ဆိုရင်ဒီပွဲကအာဆင်နယ်နဲ့ထပ်တိုက်တော့မှာမဟုတ်ဘဲနဲ့ဟိုတီကိုကပို့ပြီးတော့စိုးမိုးမယ်လို့ကျွန်တော်မြင်တယ်ပြီးတော့တီကိုရဲ့အိမ်ဝင်းပေါ့နော်တီကိုရဲ့အိမ်ဝင်းကတကယ်ကျွန်တော်တို့Real Madrid တို့ဘာစီလိုနာတို့မှာလာခက်ခဲကန်တဲ့အသင်းမျိုးဖြစ်တယ်ပေါ့နော်အိမ်ဝင်းကတကယ်ခက်ခဲတဲ့ပွဲဖြစ်တယ်ပေါ့နော်အမှုဒါအာဆင်နယ်ရဲ့ဒါဝေးကွင်းကချန်ပီယံလိဝေးကွင်းကဒါလီဗာပူးစင်တို့စပိုလင်းလစ်ဘွန်တို့အဲ့လိုကန်ခဲ့ပုံလဲဆိုရင်ဒါတီကိုရဲ့အိမ်မှာမလွယ်ဘူးကျွန်တော်သုံးသပ်မိရပေါ့နော်ဆိုတော့အားကြောင့်မို့တော့အက်တလက်တီကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်တီကိုဘော်ဒီဖြစ်ပါတယ်ခင်ဗျာနော်ပြီးတီကိုရဲ့ဒီဂိုးပေါင်းစီ2.50ရွေးချယ်မှုတော့ကျွန်တော် Telegram channel မှာတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီနေ့တော့ကျွန်တော်ဒါအကုန်လုံးဒါ free ရွေးချယ်ပြီးတော့ဖြစ်ပါတယ်မြန်မာတွေလို့ကျွန်တော်ဒါလက်ပွဲပို့ပြီးတော့ဖြစ်ပါတယ်ခင်ဗျာနော်အမှုကျော်ရဲ့ဒီ Telegram channel မှာဂိုးပေါင်းပွဲကိုလိုချင်ဂိုးပေါင်းပွဲကိုစိတ်ဝင်စားတဲ့ brother ကြီးဆိုရင်တော့ကျော်ရဲ့ဒီ Telegram channel မှာဝင်ကြည့်ပေးဖို့အတွက်ရပါတယ် comment မှာ link ရှိပါတယ်ကျေးဇူးများတင်ပါတယ်ကျော်ရဲ့ဒီ Hand Football channel ကတော့ဒါဘုံဘက် comment ချက်30ချက်ကိုနေ့စဉ်ပြဆက်ပေးတဲ့ channel ဖြစ်တဲ့အတွက်မ join သေးတဲ့လူရှိရင် join လုပ်ပြောချင်ပါတယ်ကျေးဇူးပါ